ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Wine Play Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ညကန်သွားတဲ့ဒီ Man City နဲ့ Liverpool ရဲ့ပွဲပြီးသုံးသက်ချက်ပွဲပြီး review လေးကျွန်တော်လုပ်သွားချင်ပါတယ်ခင်ဗျာဒီပွဲမှာဒီ Man City နဲ့ Liverpool ရဲ့အဓိကကွာဟသွားတဲ့အချက်ကပွဲကြိုသုံးသက်ချက်တော့လည်းကျွန်တော်ပြောထားတယ်Liverpool နဲ့ Man City မှာရှေ့တန်းရန်ကြီးမကွာဟုတ်ကွာမှုကျင်းမြောင်းတယ်အလဲတန်းကွာဟမှုကျင်းမြောင်းတယ် Man City ကလူပြန်ဆုံးနေပြီဆိုတော့လဲ Liverpool ရဲ့အထိုင် line နဲ့ကစားသမားတွေကဒီ injury ပြဿနာနည်းနည်းကင်းနေတယ်ပေါ့နော်ဟို Isak တို့ Brent ပေါင်းလုံးလောက်ပဲရှိတာဆိုတော့ဒီမှာဟို Alisson Becker တို့ပေါ့နော်ထားပါတော့ပြောချင်တာအလဲတန်းမှာလဲဒီ Man City Liverpool နဲ့ Man City ကကွာဟမှုကျင်းမြောင်းတယ်ဒီနောက်တန်းမှာတော့ Liverpool ကအနည်းငယ်တာတယ်လို့ကျွန်တော်ပြောခဲ့တယ်သို့တော့တကယ်ကန်လိုက်တဲ့အချိန်မှာအခြားစီဖြစ်သွားတယ်ဗျာအခြားစီဖြစ်သွားတယ် Man City ကလုံးဝ Man City ကလှုပ်ချင်တိုင်းလှုပ်သွားတယ် Man City ကဘယ်လိုဖြစ်လဲဆိုတော့တစ်သင်းလုံးကိုကောင်းတယ်ဗျာသူတို့စော့သွားတာရှင်းတယ်အနိုင်ရဥတီချက်တစ်ခုတည်းအတွက်စော့သွားတာLiverpoolကတော့မဟုတ်ဘူးဗျတေကြရင်တော့မှသူတို့ကျင်းနေတဲ့ဆိုတဲ့ပုံစံမျိုးနဲ့စော့သွားတာဒါကလည်းဘယ်လိုပြောမလဲဒီ Liverpool ကရှေ့ Premier League ၄ဘွဲ့ဆက်ကိုရှုံးထားတယ်ရှုံးတဲ့အချိန်မှာသူတို့ pressure ကြီးနဲ့ထကန်တယ်ဒီပွဲကိုနိုင်မရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ Aston Villa နဲ့ပွဲမှာယုံတယ်သူတို့နိုင်သွားတယ်နောက်ပွဲ Madrid နဲ့ပွဲ Liverpool အိမ်ပွဲမှာဖြစ်တယ်သူတို့နိုင်မရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ချက်ယုံတယ်နိုင်တယ်အဲ့မှာကစားသမားတွေကယုံနေနေရတော့တတကန်ရတဲ့ပွဲရလို့မှမရှိပဲနဲ့အဲ့မှာဘလို့ဖြစ်လဲဆိုတော့ဖီအားနဲ့ယွန်းရတဲ့ဟာနဲ့ဒီတိုင်းနိုင်ဟိုပုံမှန်အနေထားရယုံပြီးကန်တဲ့ဟာနဲ့မတူဘူးဗျကစားသမားတွေကပွဲပန်းနဲ့ဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်ပွဲကလည်းပန်းပါပဲဗျဘာလို့လဲဆိုတော့အသက်30ကျော်အရွယ်ကစားသမား3ဦးကိုဒီဘယ်လိုပြောမလဲ3ရက်တပွဲကန်တဲ့3ရက်တပွဲမှာကန်းနေတဲ့ Premier League ကို Champions League ကိုပွဲတွေမှာတောက်လျှောက်ကြီးထည့်နေတယ်ဗျလူစားမလဲဘူးလိုင်းနဲ့မအောင်ရဘူးဒီပြဿနာတော်တော်ဆိုးတယ်ဗျအဓိကဆက်လက်ပေါ့အာနေစလော့ကဆက်လက်ကိုလူစားမလဲတဲ့ပြဿနာကြီးကတော်တော်ကြီးကြီးတယ်ဗျတော်တော်ကြီးကိုဆိုးတယ်ဘယ်လိုပြောမလဲဒီနီးပြူကဘိုင်းဆိုင်ရာလဲဟိုတော်တော်လေးกว่าတယ်ဗျနော်ကွာကြီးဘယ်လိုပြောမလဲဒီပွဲအတွက်နိုင်မှုအတွက်သူအစကတည်းကနိုင်မှုဥတီချက်တစ်ခုနဲ့သူအဲ့ one way နိုင်မှုတလန်းနဲ့ပဲသူသွားတယ်ဒီမှာအဲ့မှာဟိုဒီစတာနဲ့ဒီကွာကြီးတို့ဒီဒါကြီးအညံ့ဆဆကြီးမလုပ်ဘူးတဲ့ဟာမျိုးတွေဒီလက်ကလောမျိုးပြိတ်တဲ့အားပေးတဲ့ပြိတ်တဲ့ကြီးကိုအားပေးခိုင်းတဲ့ပုံစံမျိုးတွေပါအမြင်ရတယ်လုံးဝကိုချစ်ပြတ်ကိုပြတ်ပါမနေ့ကတော့လီဗာပူးကရှုံးထိုက်ပါတယ်အရှုံးနဲ့လည်းတန်ပါတယ်ဆိုလိုချင်တာဗျာဒီဘယ်ကစားသမားတွေဒီ Man City ကလီဗာပူးကိုလုံးဝကိုအလဲထူးမဲ့ဆိုတဲ့ပုံစံမျိုးနဲ့ကန်နေတဲ့အချိန်မှာကိုကစားသမားတွေကတေးသမတ်ရရင်ကျင်းတတ်တဲ့ဆိုတဲ့ပုံစံမျိုးမှာဖြစ်နေတယ်ပြီးတော့ပွဲပန်းနေတဲ့ပုံစံတွေပေါ်နေတယ်အမြင်မကောင်းဘူးညာဟုတ်လားဒီမှာတခုပြောချင်တာဒီဆက်လက်ကိုဘာဖြစ်လို့ဆလော့အာနီစလော့ကလိုင်းနာမအောင်ရရတယ်ပြီးတော့သူ့ရဲ့ဟိုကစားပုံကြီးရတယ်ဗျာအာနီစလော့ရဲ့ကစားပုံကြီးကခင်ဗျားတို့သတိထားမိလားတော့မသိဘူးမနေ့ကယာဒီမာကလေးအတိုင်းသူဖလားရသွားတဲ့ယာဒီမာကလေးအတိုင်းနောက်ပိုင်းပွဲစဉ်တွေမှာနောက်ပိုင်းဟိုဘာ9ပွဲ10ပွဲလောက်ရှိမယ်လေအဲ့ပွဲစဉ်တွေမှာတောက်လျှောက်ကြီးအကြာကြီးတန်းလာတာနော်အဲ့မှာဟို Luis Diaz တို့ဆလက်တို့ကောင်းနေတဲ့အချိန်တွေမလို့လားတိတ်မသိတာလားအဲ့မှာဂပ်ဘူကလည်းဘယ်လိုပြောမလဲဂပ်ဘူကလည်းအဲ့ရဒီမှာ Diaz နဲ့အပြိုင်ကန်းနေတဲ့အချိန်မှာဂိုးလက်ကရှိနေတဲ့အချိန်မှာအချိန်ဖြစ်နေလို့မသိတာပဲဒါတောင်မှ Brighton တို့ဘာလို့3-0နဲ့ချီပြက်ကိုပြက်တွေရှုံးတာရှိခဲ့တယ်
ဒါပေမဲ့ကိုကဖလားရသွားတဲ့အတွက်လူတွေဒါတွေကိုကိုကရပြီးသွားလို့ဆိုတဲ့ပုံစံမျိုးနဲ့မမြင်နိုင်တာနှစ်ပွဲဆက်တွေပါတယ်သူကောင်းလာပါပြီဆိုတဲ့ယာယီမှဒါမှအကြိုက်တန်းလာတာအဲ့ချိန်မှာကလေးအတိုင်းကိုတောက်ချောက်ကြီးလီဗာပူးကပွဲနိုင်မှုအတွက်ကကျွန်တော်တို့ဒီပွဲကြည့်နေတဲ့လူတွေသိတယ်အရင်လိုမျိုးကြီးစရလာကစားတိုင်းလီဗာပူးကနိုင်လိမ့်မယ်ဆိုတဲ့ပုံစံမျိုးတွေလုံးဝအပြည့်အဝယုံကြည်ရတဲ့ပွဲလို့တိတ်ညမသားမရှိတော့ဘူးဗျအဲ့လိုပဲအဲ့ကြောင့်မလို့ Palace နီးပြကပြောတာပေါ့နော်စလော့ရဲ့နီးပြဟာကထွေထူးမရှိပါဘူးပေါ့လွယ်ကူရှင်းလင်းပါရဲ့ပေါ့ဒါကြီးလေ့လာနေစရာမလိုပဲနဲ့တစ်ဖက်တင်းကဘာလုပ်မယ်ဆိုတာသိတဲ့အတွက်ခုဒီမှာစဉ်းစားရတဲ့အချိန်တွေတော်တော်လေးတက်တာတယ်ပေါ့ဒီလိုမျိုးတွေပြောသွားတယ်ပြောလဲပြောချင်တယ်ကျွန်တော်တို့တော့ခံမှန်းနိုင်တယ်ဗျာဟုတ်လားဒီလူစင်ကဒီပုံစံမျိုးထုတ်မယ်ဆိုတော့ကျွန်တော်တို့သိပြီဗျာမန်စီးကြီးနဲ့ပွဲမှာဟုတ်ပြီဘယ်တော့လဲပြောလိုက်မယ်ဒီလူစင်ဒီပုံစံမျိုးမထုတ်တော့ဘယ်လိုထွက်ရမလဲပြောလိုက်မယ်ဟုတ်လို့ကျွန်တော်ကဗျာစလက်တို့ဘာလို့နည်းနည်းအောက်ပေါ့ဗျာလိုင်းနဲ့တွေပါလေလိုင်းနဲ့မအောက်ချင်တော့မှဒုတိယပိုင်းလောက်ဆိုလို့ရှိရင်လဲဒါကိုသူကနီးပြပါပဲ professional နီးတော့ကျွန်တော်တို့လည်းပိုးမြင်ပါတယ်ပိုးပြီးတော့တိမှာပါဒီလိုမျိုးတွေလောက်ရမှာဗျာအခုသူကဒီမက်ဖက်နဲ့လူစင်းကြီးတိုင်းပြန်ပြီးတော့မက်ဆီနဲ့ပွဲအဲ့ပုံစံနဲ့မဲ့ကတ်မယ်ဆိုတော့လူတိုင်းခမ်းမနိုင်ပြီဒါခမ်းမနိုင်တဲ့အတိုင်းကြီးထွက်လာတာပဲဘာမှပြောင်းထွေးပြောင်းလာတာလည်းမရှိဘူးပြီးတော့ကစားပွဲလူစင်းမပြောင်းလို့မလို့လီစနစ်ပိုင်းတွေပြောင်းလာဆိုတော့ဒီပုံစံပဲအဲ့တော့ဗျာဂွာဒီယိုလာအတွက်ကတော့လွဲနေပြီဗျာဒီလားရှင်းရှင်းလေးပဲမတ်ထုတ်ပွဲလေးကြည့်ကောက်ကြည့်ပြီးတော့ဒီပွဲမတ်ထုတ်နဲ့မတူအောင်ဆော့လိုက်လို့ရှင်ဒါတမျိုးတစ်ပုံပြောင်းသွားမယ်ဗျာပြီးတော့ဒီမတ်ထုတ်ဆိုတာကဒီအမြင့်ဘောလောင်းဘောလုံးဝမရတဲ့အသင့်ဗျာမြာကိုနာသေးတို့ဗန်ဒိုက်တို့နဲ့ခေါင်းရှင်းလိုက်လို့ဗျာမန်စီးတီးမှာကရက်ရှိရကောင်းတဲ့တပုံကြီးပြောချင်တာဗျာဒီဟာလန်တို့ဘာလို့ဆိုလို့ရှင်ဒါအမြင့်ဘောတွေဆော့လို့ရတဲ့ကောင်းဒီအနေထားမှာဒါရှင်းလင်းလွယ်ကူစွာကြီးဒီလိုကြီးဒါကန်လို့ရတယ်ဗျာပြီးညတော့ဒိုကူကိုလည်းကွန်တာဘရက်တွေကလုံးဝမနိုင်ဘူးဗျာဒီမှာပေါ့နော်ပထမပိုင်း73မိနစ်ပင်နယ်တီပေးသွားတဲ့အလုံးကတော့ဒါကတော့ဘာကြောင့်ပေးလဲတော့မသိဘူးပေါ့နော်ဒိုင်းတွေကဘာပြန်ကြည့်ပြီးတော့ဒီလုံးကတော့တကယ်ဆိုလို့ရှိရင်အဲ့လုံးကတော့တိတ်တော့ပေးတင်တယ်လို့ကျွန်တော်မမြင်မိဘူးဒါပေမဲ့ဟာလန်သွန်းသွားတဲ့အလုံးကတော့တော်တော်လေးကိုကောင်းမွန်ပါတယ်တက်လက်တက်ရပါတယ်ကျန်တဲ့မန်စီးတီးသွန်းသွားတဲ့အလုံးတွေအကုန်လုံးကောင်းပါတယ်ဗျာတဲ့လားမန်စီးတီးကဒီပွဲပင်နယ်တီကမရတဲ့မှုလို့ပဲကျွန်တော်ကဆိုလိုချင်တာဗျာမန်စီးတီးနဲ့လီဗာပူးကခြေရအပြက်ကြီးဗျာဒီမှာတခုတော့ရှိရပါတော့လီဗာပူးကကစားပုံကအခုဒီလူစင်းကြီးကကစားပုံစိုးနေတယ်လို့ကျွန်တော်ပြောချင်တာမဟုတ်ဘူးတစ်ဖက်နီးကလွယ်လင်းတကူကိုယ့်ရဲ့အသင်းရဲ့ဒီနီးစနစ်နဲ့လူထုတ်ပုံကြီးကိုလွယ်လင်းတကူကြီးဖတ်တက်နေတဲ့ဆိုတဲ့ပုံစံမျိုးကြီးမှာသူ့အတွက်ကအဖြစ်ရှားတာလွယ်တယ်ဗျာဒီပုံစံဒီလူစင်းဒီလိုပဲဆော့လာမယ်ဆိုတဲ့အနေထားကြီးတိပိတဗျာတပွဲဒီလိုပြောဆော့မယ်နောက်တစ်ပွဲဒီလိုဆော့မယ် technical change တွေဘာမှမလုပ်ဘူးဆိုလို့ရှိရင်ကွာဒီယိုလာနီးပြမပြောဗျာတခြားနီးပြတွေတောင်မှခင်ဗျာဒါဖြည့်ရှင်းနိုင်တယ်ပဲလေးနီးပြတော့ပါတော့တော့မှဒါပြောခဲ့ပြီးသားပဲကွာဒီယိုလာအတွက်က easy ပေါ့ဒီမက်ထရက်ကဒီအမြင်မောဆော့မရလို့သူတို့ဒီဘာလဲအတူဆော့လေးနဲ့လာတယ်ဒီအောက်ကနေပဲလာတယ်ဒီလိုမျိုးဟာတွေကိုဂွာဒီယိုလာကပ်ဖြည့်ရှင်းရတာဟာလန်လို့technical change ဖို့ရှိတယ်ဗျာမာမွတ်တို့လို့ဒိုကူတို့တကယ်7မျိုးအများကြီးဗျာဘာနာလို့စေးပါလို့တို့လို့ကောင်းတဲ့လူတွေတော်တော်ကြီးကိုဂွာဒီယိုလာအတွက်ကလွဲပါတယ်ဒီမှာအာနီစ်တော့ကဆိုလိုချင်တာကဘယ်လိုပုံစံမျိုးသွားချင်တာလဲဆိုတာကိုမရှိဘူးညတော့လီဗာပူးကတကယ်လို့ဗန်ဒိုက်ကိုလာခွင့်ပြုခဲ့မယ်ဆိုရင်ဗန်ဒိုက်ကတော့ဘယ်လိုပြောမလဲခွင့်မပြုတာလဲမှန်တာတော့မှန်ပါတယ်ဒီ Robinson ကဒီခေါင်းငုံးလိုက်တာဆိုတော့လေဒီငုံမဲနဲ့ဒီလမ်းလျှောက်ပြီးတော့သူ့ကိုကြောကြသွားတယ်ဆိုရင်တမျိုးပေါ့နော်ဒီကိုလာရခဲ့မယ်ဆိုလို့ရှိရင်လည်းမန်စီးတီးရတယ်ကျွန်တော်ပြောခဲ့တယ်လို့ပဲဗျလီဗာပူးလွယ်လွယ်တကူတော့နိုင်မှာမဟုတ်ဘူးနိုင်တာတော့နိုင်နိုင်မယ်အခုအဲ့ကိုလီဗာပူးကမရလိုက်တဲ့အတွက်အဲ့မှာရှုပ်ထွေးနေတဲ့အချိန်မှာအဲ့မှာကွန်ဆာလက်က18ကိုက်စီအပြင်ကနေပြီးတော့လှန့်ထည့်လိုက်တဲ့အချိန်ဒီဖလက်ဖြစ်ပြီးဝင်သွားတယ်အဲ့ကိုပြီးကြတဲ့အတိုင်းလီဗာပူးကပွဲသိမ်းသွားတာဗျလီဗာပူးပြန်လာနိုင်မှုအရင်လိုမျိုးစိတ်သက်ဆိုတာလုံးလုံးမရှိတော့ဘူးမမြင်တွေ့ရတော့ဘူး
လီဗာပူးအဲ့ဒါကြီးကန်ဟိုဂွန်ဇာလက်ကိုပေးလိုက်ပြီဆိုကြတယ်ဒီကောင်ကြီးအားရော့သွားတာခေါင်းနဲ့တိတ်မကန်တော့အဲ့တော့ခင်ဗျားတို့လီဗာပူးကတော့ဒီပုံစံနဲ့သွားအောင်ပါပဲဘာလို့လဲဆိုတော့ဒီပြီးရင်တပွဲနှစ်ပွဲနိုင်မယ်ပြီးလို့ရှိရင်ဆက်လက်နဲ့ဂတ်ဘူမအောင်ရသေးပြီအခုဂတ်ဘူကအောက်သေးထားတော့နောက်ဟိုညတော့ဆိုလို့ရှိရင်ဆက်လက်ဂတ်ဘူကိုပြေးတက်လာတယ်ဆက်လက်ထိုးပေးရမယ်ဗျာတဲ့လားဘဲဦးလေးကွဲအောင်တော့မပေးဘူးဗျာအကိုတိုင်းဆုံးသက်တယ်ဟိုအနေချင်းနေမှာအငယ်ချင်းနေမှာဒီကောင်ကဘလို့ဖြစ်နေလဲမသိဘူးဗျာမဖြစ်နိုင်တာကြီးတအားလှုပ်ချင်တယ်ဂိုးသွားရင်တော့လှတာပေါ့ဗျာနော်ဒီပေးတဲ့တဲ့အလုံးတော့ဟိုတေချာတဲ့လူကိုပေးလိုက်ပါဗျာအဲ့လိုမျိုးလည်းမရှိဘူးဗျာဟိုကပ်ဖို့ပြည့်တက်လာတဲ့အလုံးဆိုလို့ဒါကပ်ဖို့ထုတ်ပေးလိုက်လို့ရှိရင်တရားပေါက်ဂိုးမှာစောကြီးကြတယ်ထုတ်ခဲ့အာကျင့်သွားကကြောင့်မှ तू လှုပ်ချင်တဲ့စိတ်တွေကတအားများနေတာအရင်ပွဲတွေကလည်းအတိုင်းနေပါပဲအစလက်အနေနဲ့အဲ့ဒါကြီးကတော့တိတ်တော့မမိုက်ဘူးပေါ့ဗျာနော်ဒီအဲ့မှာနီးပြကဒါကြီးကိုတော့တော်တော်လေးဟို तू ဒါနီးပြ तू အည်တွေးပါပဲ तू ဒါतू လှုပ်ဆောင်မယ်အပိုင်းနေပေါ့နော်တော့မလိုင်းနဲ့အောင်မအောင်လို့ရှင်တခုခုတော့ဘာဖြစ်ရမလဲစလက်ကအခုဆိုတယောက်ချင်းလဲကြော်တာမဟုတ်ဘူးခံနေမှုလည်းမရှိဘူးဖြစ်နေဒါကိုလည်းလုံးလုံးမအောင်ရဘူးဖြစ်နေစလက်နေရာကဒီလိုပဲဖြည်းဖြည်းချင်းအစားထိုးသွားမှာချက်ချင်းကြီးဘုံတိုင်းဆိုပြီးတော့စလက်လိုမျိုးကောက်လာမဲ့ player ရဲ့လို့တော့ရှိမှာမဟုတ်ဘူးပေါ့နော်ဒီလိုပဲဖြည်းဖြည်းချင်းလေးပေါ့ဖြည်းဖြည်းချင်းလေးအစားထိုးသွားမှာလေထားတော့ပြစလက်ကိုမိနစ်90ကျော်လောက်ထိစော့ခိုင်းမယ်ပြီးတော့အဲ့နေရာမှာတခြားတယောက်ဖြည်းဖြည်းချင်းလေးကိုချီးစားဆိုချီးစားပေါ့ဒီ program back ဆိုရှင် back စော့ခိုင်းမှာစော့ခိုင်းဆိုပို့ slide ဆိုလို့ဆိုပို့ slide ဒီလိုမျိုးလေးတွားရမှာဗျာလားဟိုမနေ့ကတော့အဲ့ဒီ elio တို့ဘာလို့ရှိနေတယ်ဒီ select နေရာလုံးလုံးဟိုဒီအဝင်ဝင်ကြဖြစ်အောင်စောင့်နိုင်နေတဲ့ player တွေကြတော့ဒီဘာဘူးကထိန်းထားနိုင်ဘူးညာအဲ့အရာကြီးကလည်းတော်တော်လေးဒုက္ခများတာပေါ့ကဲဟုတ်ပါပြီဟိုအဆုံးထိကြည့်လို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ